အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ပြောပြစရာလေးတစ်ခုရှိလို့ပါမနေ့ကကျွန်တော်ဗီဒီယိုဖိုင်လေးတစ်ခုတင်လိုက်တာစကေပြားလေးတစ်ပုဒ်ကို3800ဝန်းကျင်ရတယ်ဆိုပြီးတင်လိုက်တာအဲ့ဒီဗီဒီယိုဖိုင်မှာတော်တော်များများအန်အောနေကြတယ်တကယ်ရောရရလားတချို့ဆိုလို့ချင်းဖုန်းဆက်ပြီးတော့မေးတယ်ကျွန်တော်ဟုတ်လို့လားတကယ်ရတယ်ဆိုလို့ချင်းတကယ်ရောင်းကျင်တယ်လို့တချို့ကြတော့လည်းခနဲ့လိုလိုနဲ့ခလုတ်ဖုန်းမှာခလုတ်ဖုန်းလေးတွေရှိတယ်ရောင်းကျင်တယ်လို့ဖုန်းဆက်ပြီးတော့ကျွန်တော်ပြောကြတယ်ကျွန်တော်အခုနမူနာအဖြစ်နဲ့ကျွန်တော်ပြပေးမယ်ဗျာအခုဒါလေးဆိုလို့ရှိရင် Huawei ဖုန်းလေးဒီ Huawei ဖုန်းလေးကဘယ်လောက်တန်လဲ IC နံပါတ်ဘယ်လိုကြည့်ရလဲဆိုတော့ကျွန်တော်ပြောပြပေးမယ်အခုဒီ Huawei ဖုန်းလေးဆိုလို့ရှိရင်အခုဒီမှာဒါ CPU နံပါတ်လို့ခေါ်တယ်ဒါလေးက EMC နံပါတ်အခုဒီ EMC နံပါတ်မှာကျွန်တော်တို့ IC နံပါတ်ကိုကြည့်ရလားဒီ EMC နံပါတ်မှာဆိုလို့ရှိရင် TQ7ABJ ဆိုပြီးတော့ရေးထားတယ်ဒါကတော့တင်ကေတပေါ့ဒီပုတ်ကလေးကဘယ်လောက်တန်လဲဆိုလို့ရှိရင်လက်ရှိရန်ကုန်ပေါက်ဈေးဆိုလို့ရှိရင်13000ပေါက်တယ်ကျွန်တော်တို့ဝယ်ရင်းဈေးဆိုလို့ရှိရင်တော့12000တချို့ဆိုလို့ရှိရင်12500ကျွန်တော်တို့ပေးပြီးတော့ဝယ်တယ်ဒါမော်ဒယ်အားဖြင့်ဆိုလို့ရှိရင်သူကနေနေ RAM 2 16GB ပဲရှိတယ်အဲ့ဒါကြောင့်သူကဈေးလေးနည်းသွားတာပါအခုဒီပုတ်ကလေးဆိုလို့ရှိရင် Note 8 Pro ပုတ်ကလေးဒီကောင်လေးရဆိုလို့ရှိရင်သူက JZ 189ခွန်ဆိုပြီးတော့ရေးထားတယ်ဒီ CPU နံပါတ်မှာဒါလေးက EMC နံပါတ်ဒီ CPU နံပါတ်မှာကျွန်တော်တို့ကကြည့်ပြီးတော့ဝယ်ရတာ JZ 189ခွန်ဆိုတာဒါဒီပုတ်ကတင်ကေတာဆိုလို့ရှိရင်သူက4128ဖြစ်တယ်ဆိုတဲ့တင်ကေတာဒီ JZ 189ခွန်ဆိုတာဒီ4128ကတ်ကလေးဆိုလို့ရှိရင်လက်ရှိကျွန်တော်ရတဲ့ဈေးတောင်မှ9500ရတယ်ကျွန်တော်ဝယ်လို့ရှိရင်တော့9000ဝယ်တယ်အဲ့လိုကန့်အမြင့်နေဆိုလို့ရှိရင်တော့များသောအားဖြင့်ကျွန်တော်တပုတ်က9000လောက်တော့ခွာဝယ်လေးရှိတယ်တကယ်ရတာပါလို့ကျွန်တော်ပြောချင်တာပါလိုင်းပေါ်မှာအပိုတွေပြောပြီးတော့နာမည်ကြီးအောင် subscribe တွေတိုးအောင်ကျွန်တော်လုပ်ပြီးတော့အပိုတွေတင်ပေးနေတာမဟုတ်ပါဘူးတကယ်ရလို့ကျွန်တော်တကယ်တင်ပေးနေတာပါလို့အားလုံးပြောချင်ပါတယ်လက်ရှိကျွန်တော်လုပ်နေတဲ့အလုပ်ကဖုံးပြင်းတဲ့အလုပ်တစ်ဖက်ကဖုံးပြင်းတယ်နောက်တစ်ဖက်ကကျွန်တော်အခုလိုသုံးမရတော့တဲ့စားပိတ်ကြပါဗျာပြင်တိုင်းတွေကနေပြီးတော့လက်မြောက်ပြီးတော့ပြင်လို့မရတော့ဘူးလို့ပြောလိုက်တဲ့ဘုတ်တွေကိုကျွန်တော်ပြန်ဝယ်တယ်အဲစားပိတ်ဆိုင်တွေရတယ်ကျွန်တော်ခလုတ်ဖုံးတွေရှိတယ်ခလုတ်ဖုံးတွေရောင်းလို့ရလားဆိုပြီးတော့ခနဲ့ပြီးတော့ပြောနေတဲ့လူတွေကျွန်တော်ပြောချင်တာကျွန်တော်ကခလုတ်ဖုံးလေးတွေလည်းဝယ်ပါတယ်လို့ခလုတ်ဖုံးလေးတွေကလက်ရှိရန်ကုန်ပေါက်ဈေးကို2200ရတယ်ကျွန်တော်2000ပေးပြီးတော့ဝယ်ပါတယ်လို့ခလုတ်ဖုန်းနေမဟုတ်ဘူးကျွန်တော်အထိုင်ဖုန်းနေလည်းပဲကျွန်တော်လက်ရှိဝယ်ယူနေပါတယ်လို့အားလုံးကိုကျွန်တော်ပြောချင်ပါတယ်တော်တော်များများကျွန်တော်ရှိမှလာရောက်လို့ရှိရင်ကျွန်တော်သူ့ model နဲ့သူ့ IC နံပါတ်နဲ့သူအားလုံးကိုကျွန်တော်ဈေးပေးပြီးတော့ဝယ်ပါတယ်လို့လက်ရှိကျွန်တော်ဝယ်ထားတဲ့ဖုန်းလေးတွေပါတာကျွန်တော်စားပိတ်လေးလုပ်တယ်ဖုန်းအရေးကြိုတွေလည်းဝယ်ပါတယ်လို့တကယ်လို့ရောင်းချင်းဝယ်ချင်းတဲ့လူတွေရှိတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးမှာViber နံပါတ်လင်းလေးကိုချပေးထားတယ်399989289283အဲ့ဒါ Viber သုံးတဲ့နံပါတ်ပါ3992535332ကကျွန်တော်လက်ရှိကိုင်းတဲ့နံပါတ်ဘယ်ဖုန်းကိုပဲခေါ်ဘယ်ဖုန်းကိုပဲဆက်နှစ်ခုစလုံးကျွန်တော်ဖုန်းနံပါတ်ပါလို့အားလုံးပြောချင်ပါတယ်ပြီးကျင်တာရှိလို့ရှိရင်လည်းကျွန်တော်ရဲ့ post တွေအောက်မှာ comment ဝင်ရေးပြီးတော့မေးလို့ရပါတယ်လို့ဖုန်းဆက်ပြီးတော့မေးရင်လည်းမေးလို့ရပါတယ်လို့အားလုံးကျွန်တော်ပြောချင်ပါတယ်ခင်ဗျာကျွန်တော်ဝယ်ထားတဲ့အလုံးလေးဒါကျွန်တော်လက်ရှိဝယ်ထားတဲ့အလုံးလေးဒီဘက်တွေမှာရောဒီဟဲတွေမှာရောတိုလီမုတ်ဆာအကုန်လုံးကျွန်တော်ရှိမှရှိပါတယ်လို့ကျွန်တော်အပိုးတွေပြောနေတာမဟုတ်ပါဘူးလို့ဒါတွေဆိုလို့ရှိရင်ဘယ်လီတွေပါဒါတွေဆိုလို့ရှိရင်အောက်ကမှန်အကောင်းတွေ body cover တွေအပိုလုပ်ပြီးတော့ကျွန်တော်ရေးတင်နေတာမဟုတ်ပါဘူးလို့အားလုံးပြောချင်ပါတယ်အခုချိန်မှာဈေးတွေကလည်းအရင်ကောင်းနေတယ်ဆိုတော့ရောင်းဖို့ရှိတဲ့လူတွေလည်းအနီးအနားဆိုလို့ရှိရင်တော့ကျွန်တော်အိမ်နိုင်ရာရောက်လာယူပေးတာလေလို့ကျွန်တော် AR တိုင်းကြံကင်းမျိုးပါလို့အဝေးမှာရှိတဲ့မိတ်ဆွေတွေရောင်းနေတယ်ဆိုလို့ရှိရင်လည်းဖုန်း9လုံးလောက်ရှိတယ်ဆိုလို့ရှိရင်Royal ကနေပြီးတော့တင်ပေးလို့ရပါတယ်ကျွန်တော်လိပ်စာပေးပါမယ်ပစ္စည်းရောက်ငွေချေစနစ်ပါယုံကြည်တဲ့လူတွေကျွန်တော်ရှိမှာ Royal ကနေပြီးတော့တော်တော်များများနေရာကနေပြီးတော့တင်ပေးနေတဲ့လူတွေရှိပါတယ်
တင်ပေးခြင်းတဲ့လူရှိတယ်ဆိုလို့ရှိရင်လည်းတင်ပေးလို့ရပါတယ်လို့ကျွန်တော်လုံးဝ official ဖုန်းနံပါတ်တွေပေးထားပါတယ်လိပ်စာတွေလည်းအတိအကျပြောထားပါတယ်ပစ္စည်းပို့လိုက်လို့ဘလော့သွားမှာတို့ဘာတို့မစိုးရိမ်ပါနဲ့လို့အားလုံးကိုအတိပေးခြင်းပါတယ်လို့ဒါလက်ရှိကျွန်တော်လုပ်နေတဲ့အလုပ်ဝယ်ထားတဲ့အလုံးတွေပါလို့IC နံပါတ်နားလဲခြင်းတဲ့လူတွေကတော့ဗျာအဓိကတော့ဒီ CPU မပါဘူးပေါ့ CPU ကဒါပြင်းတဲ့လူတွေနဲ့ပဲဆိုင်တယ်ရေကြိုဝယ်မဲ့လူတွေဆိုလို့ရှိရင်တော့ဒီ EMC ပေါ်မှာရှိတဲ့နံပါတ်ကလေးတွေဖတ်တတ်ဖို့လိုတာပေါ့အခုဒီ EMC နံပါတ်ဆိုရင်လည်းခုနကျွန်တော်ပြောခဲ့ပြီးတော့ JZ189ဆိုတဲ့တင်ကေတာဒီတင်ကေတာလေးရဆိုလို့ရှိရင်4128ဖြစ်တယ်ဆိုတဲ့တင်ကေတာ4128ကလက်ရှိပေါက်သေးမှာ9000ပဲပေါက်ပါတယ်ဖုန်းအဟောင်းအပြက်မှန်သမျှသူ့တန်ဖိုးနဲ့သူရှင်းပြီးသားပါတချို့ဆိုလို့ရှိရင်မတည်ဘူးလွတ်ပြနေကြတယ်တချို့ဆိုလို့ရှိရင်လည်းအထမ်းတွေလာဝယ်လို့ရှိရင်900 1000နဲ့ရောင်းပြလိုက်ကြတာမျိုးတွေလည်းရှိကြတယ်အဲ့လိုတွေမဟုတ်ကမဟာကဈေးတွေနဲ့မရောင်းမဲနဲ့နေပယ်အသီးသီးမှာကျွန်တော်တို့လိုစားကေပြားတွေကိုသူ့တန်ဖိုးနဲ့သူ့မော်ဒယ်နဲ့သူ IC နံပါတ်ကြည့်ပြီးတော့ဈေးမှန်မှန်ကန်ကန်ပေးဝယ်နေတဲ့ဆိုင်တွေအများကြီးရှိပါတယ်လို့စုံစမ်းပြီးတော့နီးစပ်ရမှာရောင်းကျင်တယ်ဆိုလို့ရှိရင်လည်းရောင်းကြပါလို့ကျွန်တော်ပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါ